2025 12လပိုင်းတွေကမှ N3 reading အပုတ်တူကိုဖတ်ပေးသွားမှာပါနော်ကျူးစမ်းပန်မိကွန်းလေးကရတဲ့မီယောတိုအိုမိုတာတိုအာတို့ကလောက်ကြည့်မယ်လို့တွေးထားတာရှိရဲ့မြင်တာဟိုင်းဆန်ကြောင်းလေးနော်အဲ့ဒါကနာနီယိုရှိယောတိုအိုမိုတာနော်ကဘာကိုလုံးမယ်လို့တွေးထားတာနေတဲ့ဟာစားပိုက်လို့သွားကြည့်အောင်သွားကြည့်လိုက်တော့မြင်တာဟာဘယ်နေရာရောက်နေလဲစာပိုက်ရဲ့နောက်ဆုံးမှာရောက်နေရနော်စာပိုက်ရဲ့နောက်ဆုံးမှာဆိုလို့ရှိရင်အကုန်မဖက်လဲရရဆိုပေမဲ့အခုတခါမှာကအမတို့ကအပုတ်တူဖြစ်တဲ့အခါမှာအားလုံးဖတ်မှသူကပို့ပြီးအတိတ်ပဲဆက်မှုရှိမယ်ပေါ့နော်တကြောင်ဖက်လိုက်လို့ရှိရင်သူစာပိုက်ကအရန်တူနေတဲ့အတွက်ကြောင့်မို့အဖေကိုဖမ်းမမိရမျိုးရှိတတ်တယ်စာဖက်ကြည့်အောင်စမ်းချစ်စစ်တဲ့ပြီးခဲ့တဲ့ရက်ကယူဂျင်းတော့ဤရဲ့နီအာဆိုပီနီအီတာတို့ဒီတငယ်ချင်းအိမ်ကိုသွားလည်ခဲ့တဲ့အခါမှာခါရဲရိုက်စုတို့စပူအိုဂါချီဆိုနီနာတာတငယ်ချင်းအိမ်ကခါရဲရိုက်နဲ့စပူနဲ့စပြုံးနဲ့ကိုသူ့ကိုကျွေးမွေးခဲ့ပါရဲ့တိုတဲမို့အိုရှိခတာတို့ဤတို့အရန်အရသာရှိလိုက်တာလို့ပြောလိုက်တဲ့အခါမှာယူဂျင်းကတငယ်ချင်းကစပူဝါစပြုတ်ကခါရဲနီစခုတာစပြုတ်ကခါရဲနီစခတာခါရဲမှာတုံးတဲ့ရာဆိုင်တော့ခါဝါကိုနီးတဲ့အတင်းရွက်တွေရဲ့အခွန်ကိုပြုတ်ပြီးတော့ဒါရှိကိုစခုတန်တာအဲ့ဓာရှိလောက်တယ်ဓာရှိဆိုတာခုနကပြောတဲ့အခွန်တွေကိုပြုတ်ထားတဲ့အရေးကိုပြောတာပေါ့နော်ဓာရှိကိုယူပြီးတော့မှလောက်ထားတာပါတဲ့သူတငယ်ချင်းကပြန်ပုံမှန်ဆိုလို့ရှိရင်ရာဆိုင်ရဲ့အခွန်တွေဆိုလို့ရှိရင်မနာဆန်တော့မလွတ်ပြစ်ကြဘူးလားသူကအဲ့အခွန်တွေကိုပြုတ်ပြီးတော့ဓာရှိတစ်မျိုးကိုလုပ်ပြီးတော့မှချက်ထားတာတဲ့အဲ့အကြောင်းမို့လို့အေယောမိုအာရွန်တန်တာအဟားတွေလည်းပါနေရကြောင်းဖြစ်ပါတယ်အဲ့လိုမျိုးအိုရှိရဲတဲ့ခုလဲတာသူပြပြပေးခဲ့တဲ့စမ်းကျွပုံဂရိုင်းနီတို့ဒါခဲ့တဲ့မိနစ်30လောက်ပြုတ်ုံတဲ့နဲ့ဒါမနေကြီးတော့ချအီရုနော်ဦးဆွေးခါဝါရနင်းချင်းတော့ခါဝါခါရအေးယောကအာရုဒါရှိကတူတဲရုဆိုတာသူကဘာဆက်ပြောလဲဆိုတော့တက်သွန်နီရဲ့အညိုရောင်အရေးပေါ့နော်အခွန်နဲ့နင်းချင်းရဲ့အခွန်ကနေပြီးတော့အာဟာရတက်ရှိနေတဲ့ဓာရှိကိုယူလိုက်တာပါတဲ့อีมาว่าเดวาตาชีว่าအခုချိန်ထိကျွန်တော်ကရာဆိုင်တော့ခါဝါဝနာနီမိုခန်းကရဲ့နိုင်တဲ့အတိရွက်တွေရဲ့အခွန်ဆိုလို့ရှိရင်လည်းဘာမှမစင်စားပဲနဲ့ဆွသေးတဲ့ဣတာကအငြင်းလွတ်ပစ်တာပေါ့နော်လွတ်ပစ်ခဲ့တယ်ဆိုပေမဲ့ခွန်းတို့ဒီတစ်ခေါက်တော့ဝါတာရှိမိုရတဲ့မီယောတို့အမိုးတာကျွန်တော်လည်းပဲသူတို့လိုမျိုးလောက်ကြည့်မယ်လို့တွေးခဲ့မိတယ်အဲ့တော့ဘာကိုလောက်ကြည့်မယ်လို့တွေးရလဲဘာကိုလောက်ကြည့်မှာလဲဆိုတော့အခွန်တွေကိုမလွတ်ပစ်တော့ပဲနဲ့သူတို့လိုမျိုးဓာရှိလောက်ကြည့်မှာပေါ့နော်အဲ့တော့အီချီကဒါရှိကိုစခါဝနိုင်တယ်လျော်ရီကိုဆိုလို့ဒါရှိမသုံးဘဲနဲ့ဟင်းလျာချက်မယ်တဲ့မှားရနော်ဒါရှိမသုံးဘူးတဲ့နိကရာဆိုင်တော့ခါဝခါရဒါရှိကိုတို့ဖို့တော့ဟင်းလျာအသေးရွက်တွေရဲ့အခွန်ကနေပြီးတော့ဘာလုပ်မှာလဲသူတို့လိုမျိုးဒါရှိကိုလုံးမှာနော်အားကြောင့်မို့နိဗန်ကအဖြစ်မှန်နဲ့ဆန်းကစမ်းချစ်ပုံကူတိုင်းနိတဲ့ခါရရာဆိုင်တော့ခါဝမှုကိုအခွန်လေးကိုခွာမှာတဲ့အခွန်လေးကိုခွာမှာလို့မပြောထားဘူးနော်ရုံးကခါဝကိုမွေးတဲ့အင်းနိုင်ရာဆိုင်တဲ့အသေးရွက်တွေရဲ့အခွန်ကိုမခွာတဲ့ဟာနဲ့စပုကိုလုံးမှာအခုမခွာဘဲနဲ့စပြုတ်လုံးမှာတဲ့အကြောင်းအဖေကရုံးမန်းကမှားပါတယ်အဲကြောင့်အဖေကဖြစ်သွားမှာဆိုမိဘဖြစ်သွားမယ်နော်ဒီမှာတော့ GMPT reading ပုံစံအမျိုးအစားတွေကမှအိုရှိရဆဲပုံစံနဲ့ email ပုံစံကိုရှင်းပြပေးသွားမှာပေါ့နော်။မင်းဆန်ဒီလိုမျိုးအိုရှိရဆဲတို့ email တို့ပို့ပို့ကူတို့ဆိုလို့ရှိရင်လေတခြားနိုင်ရောတွေကိုမေးတဲ့ပုံစံထက်ပို့ပြီးတော့လွတ်တက်တယ်။ဘာလို့ဆိုသူကအဖြေကိုဓာတ်ရိုက်ပြောထားတဲ့ပုံစံမျိုးတွေဖြစ်တာများတယ်ပေါ့နော်။ပြီးတော့စာမွေးမှာလည်းပဲသူကအပုတ်တိုတွေထဲမှာဆိုလို့ရှိရင်အဲ့ပုံစံကတပုတ်တို့မဟုတ်နှစ်ပုံလောက်ထိသူကပါတတ်တယ်ပြီးခဲ့တဲ့အရှိတစ်ခေါက် N3 2025 12လပိုင်း reading မှာဆိုလို့ရှိရင်လည်းသူကအပုတ်တို့ထဲမှာနှစ်ပုတ်ထည့်ပြီးသွားရပေါ့နော်ဒီနေ့အဲ့ပုံစံနှစ်ခုကိုအမကဖျက်ပြပေးသွားမှာပေါ့နော်ရှင်းပြပေးသွားမှာပါဟဲ့ပထမဆုံးမိခွန်းလေးကပိကနစ်စကားဆိုလို့ဒီနေ့ပိကနစ်မှာပါဝင်တဲ့အခါမှာတိုင်းနီနာရိုးတို့အမိုးသေးယူပြီးတော့အဖွဲ့ဝင်ဖြစ်ချင်တယ်လို့ပြောထားတဲ့သူအဖွဲ့ဝင်လုပ်မယ်လို့ပြောထားတဲ့သူကဘိုးရှင်နာခဲ့တဲ့ဘာနာနိုင်ကဘာမလုပ်လို့မရဘူးတတိယပြီးလောက်ရမယ့်အချက်ဘာကိုလောက်ရမှာလဲလို့မေးရဒီချင်းအားကြတော့မေးရုတဲ့အီးမေးနဲ့စမ်းခန်းတော့ရန်ရာဖို့ရှိတဲ့ပါဝင်မယ်ဆိုတဲ့အကြောင်းကိုကြားပြီးတော့တိုးချစ်စစ်အဲ့ဒီနေ့မှာနန်ကိုင်းဟီတိုနော်မီမိုနိုအိုမိုတေကိုနှစ်စင်ကြီးနဲ့တောက်စီယာနဲ့ကိုယူသွားပြရမယ်တဲ့နိကတိုးချစ်စစ်အဲ့ဒီနေ့မှာနန်ကိုင်းဟီရဲ့အိုခါရှိရဲ့နော်မီမိုနိုနဲ့သွားပြရမယ်စမ်းကကြတော့နန်ကိုင်းဟီရဲ့စမ်းကားဟီရဲ့နောက်ပြီးတော့နော်မီမိုနိုပေါ့နော်နန်ကိုင်းဟီရဲ့စမ်းကားဟီရဲ့နော်မီမိုနို၃ချက်ဂျွန်းကနန်ကိုင်းဟီနဲ့နော်မီမိုနိုနှစ်ချက်ထဲကိုယူသွားပြရမယ်တဲ့အဲဆိုလို့ရှိရင်ခြားဘက်ကိုသွားကြည့်ရအောင်နော်လိုမျိုးအိုရှိရာဆဲပုံစံမျိုးအကုန်ကြီးဆိုလို့ရှိရင်အစအဆုံးဖတ်စီရမယ်လို့ခုလိုမျိုးအလဲအခွိုက်လေးကိုထည့်ရတယ်သူကအလဲအခွိုက်လေးမှာအထိထည့်ရတယ်ထားတော့ဟောတခြားပုံစံမျိုးမျိုးအများကြီးတွေ့ဝင်နေကြအောင်လို့ပေါ့ဒီမှာဆိုလို့ရှိရင်အိုခါရှိကမုတ်ကတော့ဂျွန်ဘီရှိမတ်ကပြင်ဆင်ထားပေမဲ့နော်မီမိုနိုကဂျီဆန်စတစ်ကလာဆိုင်တောက်စီရာကိုကိုပေါ့ကိုယူလာပြီးပါတယ်စ
စမ်းကားတော့ရန်ရာခုဝါဖူရောတဲ့စငါပါဝင်ဖို့ address ဆက်သွယ်ဖို့ကိုတော့မလိုအပ်ဘူးဆိုပေမဲ့ဖြစ်စစ်မှုကအရုခတ်တော့မေးဖို့မေးစရာရှိတဲ့သူကတော့မေးလို့ကူလာစားအင်းင်းနဲ့မေးပေးပါဒီဖို့ဆိုလို့ခတ်တော့တိုးကြီးစစ်နန်းကိုင်းဟီနီဆန်းအန်အိုခါရရဲ့ပါနှစ်စင်ကြီးရန်နှစ်ထောင်ကိုပေးမယ်ဆိုလို့ရှိရင်ခိုင်းနီနားလူကိုတို့ကတည်းကမှအပြေပါသွားပြီနော်အပြေခရိုက်ကြီးနှစ်စင်ကြီးအဲ့ဒီနေ့မှာနှစ်စင်ကြီးရန်တစ်ထောင်ကိုသာပေးမယ်ဆိုလို့ရှိရင်အဖွဲ့ဝင်ဖြစ်သွားတယ်။ဆိုနိုဘိုင်အဲ့လိုအခြေအနေမျိုးပါအဲ့လိုမျိုးအဖွဲ့ဝင်ဖြစ်တဲ့အခြေအနေမျိုးမှာစံကားဟိဝါမှုရောနေနိုင်ဘတ်ပါဝင်စည်းကဘာဖြစ်သွားမလဲဆိုတော့အလကားဖြစ်သွားပါမယ်တဲ့အဲ့တော့ခိုင်းရင်ဖြစ်မယ်ဆိုလို့ရှိရင်စံကားဟိကမှုရောဖြစ်တယ်နော်။ဒါဆိုရင်အဖြေပါကြည့်လို့ရပါပြီ။အချီကသူကဘာလုပ်ရမလဲ။မေးတို့တဲ့စံကားတော့ရန်ရခုကိုလုပ်ရမယ်ဆိုတော့ဘာဖြစ်သွားလဲမှားသွားပြီနော်အဲ့လိုမျိုးဖူရောလို့ပြောထားတယ်လုံးစီရမလို့တဲ့你嘛个都个南干的欧卡西的喏，欧卡西呀，欧卡西呀，都罗巴个呢，哟，准备了给他们，阿张那个一毛好不？三嘛加了来多爬爬的嘞，三卡米爬的，然后三卡米呀多看一老路线，三卡米呀北西呀，都来讲路爬的，原本个南干的呢，糯米馍馍那后来有呗，就那边，然后阿张我别当来说，原本个阿天呢多爬的。အခြားပုံစံတွေထက်အခုလိုမျိုးသူကအဖြေဓာတ်ရိုက်ပြောထားတာအဲ့ဒီအတွက်ကြောင့်မို့เนาะဒီလိုမျိုးပုံစံမျိုးဆိုလို့ရှိရင်ဝါဒရှိလို့အမှတ်ယူကြတာเนาะဒါလေးကနောက်တစ်ပုတ်ပေါ့နော်အီးမေးပုံစံအမျိုးအစားလေးအဲ့တော့သူကပြောထားတာကလျော်ခန်းခါရလျော်ခန်းဆိုတာကဒီဂျပန်ရိုးရာပုံစံတဲခိုခန်းကိုပြောတာပါအဲ့ကနေပြီးတော့တဲ့စန်တီဆန်စီပို့လိုက်တယ်မေးဖြစ်ပါတယ်တဲ့ဒီလိုမျိုးမေးပုံစံနေဆိုလို့ရှိရင်လုံးဝအဖြေကတိတိတာကိုဓာတ်ရိုက်ပါတတ်တဲ့အတွက်ကြောင့်မို့တခြားမေးခွန်းတွေထပ်ပို့ပြီးတော့လွတ်တတ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်မေးခွန်းလေးကိုသွားပြီးတော့ကြည့်ကြည့်ရအောင်မေးခွန်းလေးကလျော်ခန်းတော့ဟိတိုကဒီတဲကိုခန်းကသူကလျော်ခန်းကသူကခိုနိုးမေးရတဲ့ဒီအင်းလေးမှာစသားရဲ့တိုင်းကိုတော့တို့တွေကအဓိကပြောချင်တဲ့ဟာကဘာပါလဲအဲ့လိုမျိုးမေးပုံစံနေဆိုလို့ရှိရင်မေးတာကအီးမေးပို့တဲ့သူကဘာကိုပြောချင်တာလဲဘာအဓိပ္ပာယ်လဲအဓိကကဘာလဲအဲ့လိုပုံစံမျိုးတွေပဲမေးတာများတယ်။အချီကစံကားစစ်နီကျူကောနီချီနော်3လပိုင်း25ရက်နေ့မှာဝါရှိစစ်ဆိုတာကဂျပန်ရိုးရာပုံစံလောက်ထားတဲ့အခန်းကိုပြောတာပါ။အဲ့ဒီဝါရှိစစ်ကအာ伊တေ伊鲁နော်တဲ့အာ伊တေ伊鲁ကလွတ်တယ်ဆိုပေမဲ့ဝါယောရှိစစ်ဆိုတာကဂျပန်ရိုးရာနဲ့အနောက်တိုင်းပုံစံနှစ်ခုပေါင်းထားတဲ့အခန်းမှာဝါယောရှိစစ်မောခန်းတိုးရှိတဲ့ဟိုရှိထည့်ပြီးရောစဉ်းစားပေးစီခြင်းပါတယ်တဲ့ခန်းတိုးဆိုတာကစဉ်းစားသုံးသက်တယ်ကိုပြောတာနိစံကားစနီကျူကောနီချီနော်3လပိုင်း25ရက်နေ့ရဲ့ဝါရှိစစ်ဝါယောရခုတေခိနိုင်ဘိုကင်လုံးလို့မရတဲ့အတွက်ကြောင့်မို့လို့ဝါယောရှိစစ်ကိုခန်းတိုးရှိတဲ့ဟိုရှိဝါယောရှိစစ်ကိုပဲစဉ်းစားပေးစီခြင်းပါတယ်စံပန်စံကားစနီကျူကောနီချီဝဒိုနိုဟေယာမော့ရော်ရခုတေခိနိုင်တော့တဲ့3လပိုင်း25ရက်နေ့မှာဘဲအခန်းမဆိုရော်ရခုလို့မရခုနကပြောရဲဝါရှိစစ်ကောဝါယောရှိစစ်ကောရော်ရခုမလုံးနိုင်တဲ့အတွက်ကြောင့်မို့လို့ဘဲစင်နော်ဟီကိုခန်းတိုးတဲ့ဟိုရှိတခြားနေ့ကိုစဉ်းစားသုံးသပ်ပေးပါတခြားနေ့ကိုထည့်စဉ်းစားပေးပါဘယ်အခန်းမှာဘိုကေလို့မရတဲ့အတွက်ကြောင့်မို့လို့တခြားနေ့ကိုစဉ်းစားပေးစေချင်ပါတယ်原本我是我人气个阿的有呀苦个多里米苦伊喏的，我是看个လူကြိုက်များပြီးတော့ဘိုကင်လို့ဖို့ခတ်တယ်ဘိုကင်ယူဖို့ခတ်တဲ့အတွက်ကြောင့်မို့လို့ဟာရမဲနီရော်ရခုရှိတဲ့ဟိုရှိဟာရမဲနီရော်ရခုရှိတဲ့ဟိုရှိမြန်ဘိုကင်လှုပ်စေချင်ပါတယ်ဒီဝါရှိစစ်အခန်းကိုတဲ့ဒါဆိုရင်စာပိုက်မှာသွားကြည့်ကြည့်မယ်ဒီနေရာနေစဖတ်ရပြီเนาะ email ပုံစံဆိုလို့ရှိရင်အစနေပြီးရောဒီအဆုံးထိမဖတ်လဲရတယ်သူက email ဆိုတဲ့အတိုင်းပဲအရှိမကျေးဇူးတင်ကြောင်းနဲ့နှုတ်ဆက်စကားတွေပြောထားတယ်အနောက်မှာလည်းအဲ့လိုပဲပေါ့เนาะအဲကြောင့်မို့အလဲဘိုက်ကိုအဓိကဖတ်ရင်ရပြီအလဲဘိုက်မှာသူအဖြေဓာတ်ရိုက်ပါစံကားစင်နီကျူကောနီချီနော်ဝါရှိစင်နော်အိုဟေယာကအာ伊တေ伊鲁ကတိုယူအိုတာဇုနေတဲ့ရှာက3လပိုင်း25ရက်နေ့မှာတဲ့ဝါရှိစစ်အခန်းကလွတ်လားမလွတ်ဘူးလားဆိုတာကိုမေးထားရပေါ့နော်မေးထားရဆိုပေမဲ့ဝါရှိစစ်ဝဇန်ရှိစစ်ရော်ရခုကဟိုက်တဲ့အိုရီမတ်ဝါရှိစစ်ကအခန်းအလုံးဘိုကင်တည်နေပါတယ်တဲ့အဖြေတစ်ခါလေးပါသွားအဲ့တော့ဝါရှိစစ်ကရသေးလားမရသေးဘူးလားမရတော့ဘူးပေါ့နော်ဘိုကေပြည့်နေပြီဆိုတော့အားကြောင့်တိုင်းဟန်မိုးရှိဝါခဲကောဆိုင်မဆန်အနူးညွတ်တောင်းမှန်ပါတယ်တာလာဒါပေမဲ့တာလာကတော့စကားဆက်လေးပေါ့နော်ချွင်းချက်ရှိရလို့ပြောတာပေါ့ဒါပေမဲ့ချွင်းချက်တစ်ခုတော့ရှိတယ်ဘက်တို့စခီနော်ဝါယောရှိစစ်နော်အိုဟေယာဒက်တာဒီဂရိမာပါပြီးသားဝါယောရှိစစ်အခန်းဖြစ်တယ်ဆိုလို့ရှိရင်နော်ကောယောယာခုနီနာရီမတ်ဘိုကင်လုံးလို့ရပါတယ်လုံးအဖြေပါသွားပြီနော်ဘိုကင်အဲ့တော့သူကဝါရှိစစ်ဆိုလို့ရှိရင်တော့ဘိုကင်နေပြည့်နေတယ်ဝါရောရှိစစ်ဆိုလို့ရှိရင်တော့ဘိုကင်လုံးလို့ရနိုင်သေးတယ်
홈페이지 내 웹사이트 마 오해야노 샤시나도 모 고라니 나리마스 고라니 나리마스 와도 미마스네အဓိပ္ပာယ်အတူတူပဲပေါ့နော်미마스လို့သူကပြောချင်တာပါ제히 거칸도 구라사ဆက်ထည့်ပြီးတော့စဉ်းစားပေးစီချင်ပါတယ်တဲ့စဉ်းစားပေးပါတဲ့အဲ့တော့အဖြေလေးကိုရွေးကြည့်ရအောင်နော်ဒီချိက3လပိုင်း25ရက်နေ့မှာဝါရှိစစ်ကိုလွတ်တယ်လို့ပြောထားတဲ့အတွက်ကြောင့်မို့လို့မှားတယ်သူကဝါရှိစစ်ကအခန်းကဘိုကင်ပြည့်နေပြီနော်မိမာက3လပိုင်း25ရက်နေ့မှာဝါရှိစစ်ကရောရခုဒေခိနိုင်ဟုတ်တယ်နော်ဘိုကင်တင်လို့မရတဲ့အတွက်ကြောင့်မို့လို့သူကဝါရောရှိစစ်ကိုစဉ်းစားပေးပါဆိုပြီးတော့ပြောထားတာအားအကြောင်းအဖြေကနှိပန်းမှန်ပါတယ်စမ်းကားကြတော့ဘယ်အခန်းကိုမှဘိုကင်လုပ်လို့မရအောင်ဆိုတဲ့အတွက်ကြောင့်မို့မှားတယ်ရုံးကားကြတော့နင်းခိကအပ်တဲ့ရရခုကတိုရီမီခူကြီးကစာပိုက်ထဲမှာမပြောထားတဲ့အတွက်ကြောင့်မလို့မှားပါတယ်ဟဲ့လက်ဆယ်ဒီနေ့ကတော့ဒီလောက်ထိပါပဲအားလုံးပဲနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်ဒီပုတ်လေးဖတ်ကြည့်ရအောင်နော်ခုနဘုံရှိုးတဲ့ဝါဒီစာပိုက်မှာ東京の地下鉄は東京へ見合うやたが、どのような工夫をしていると言っているが、ブルーボンゼン料理全部録下へloပြောထားပါတယ်ဒီစာပိုက်မှာတိုးတိုးမြေအောက်ယထာပေါ့နော်တိုးတိုးမြေအောက်ယထာကဘလို့တီထွင်မှုမျိုးလုပ်ထားတယ်တဲ့東京の地下鉄はတိုးတိုးရဲ့မြေအောက်ယထာကできるだけတနိုင်တလောက်駅を地下の浅いところに作りဘူတာကိုမြေအောက်ရဲ့အနက်တိမ်တဲ့နေရာမှာပြုလုပ်ထားပြီးတော့駅の間はဘူတာယုံတစ်ခုနဲ့တစ်ခုရဲ့ကြားမှာ出現လို့ပြောမယ်နော်出現部分ကဒီဟာကိုဘယ်လိုခေါ်လဲဖုခိုင်းလို့ခေါ်ရဖုခခုနာရုယောနီဟုတ်တဲ့ရုဖို့လို့ဆိုတာထူတာကိုပြောတာနော်ထူထားတာမြေကြီးတွင်းထူတယ်လို့ပြောချင်တဲ့နေရာမှာတောင်းတာနော်ထူတာပြန်ပြောမယ်ဆိုလို့ရှိရင်မြေအောက်ယထာစနစ်ကဆိုလို့ရှိရင်တဲ့မြေအောက်ယထာကယထာဘူတာယုံကိုတဲ့မြေကြီးရဲ့အောက်အနက်တိမ်တဲ့နေရာမှာပြုလုပ်ထားပြီးတော့ဘူတာတစ်ခုနဲ့တစ်ခုရဲ့ကြားချူးရှင်းပူပုံအလဲကောင်ကိုတော့ဘာဖြစ်လဲလက်ဆိုင်အောင်လို့တူထားပါတယ်ဘူတာကိုကျတော့တိမ်တဲ့နေရာမှာထားတယ်ဘူတာတစ်ခုနဲ့တစ်ခုကြားကိုတော့လက်အောင်လို့ဘာဖြစ်လဲတူထားရတဲ့ဖိုရီကအဲ့လိုလုပ်ရခြင်းကဘာဖြစ်လို့လဲဆိုတော့စပူနိုင် energy တဲ့ဒန်ရှာကိုဖာရှိရဆယ်ရူတမယ်နော်ခုခုတာenergy နည်းနည်းနဲ့ယထာကိုပြေးဆွဲစေဖို့အတွက်လောရရဲ့တည်ထွင်မှုမျိုးပါအဲ့လိုမျိုးလုပ်ခြင်းကယထာရဲ့ဘာဖြစ်စေလဲ energy ကိုယထာရဲ့သုံးစွဲမှု energy ကိုနည်းစေရပေါ့နော် energy short ချရဆိုတဲ့သဘောမျိုးပဲ post တဲ့ equal တော့အဲ့လိုလုပ်လိုက်တဲ့အခါမှာဒန်ရှာက AQ ကိုသေးတဲ့စုကုန်နေယထာဆိုလို့ရှိရင်ဘူတာယုံဝတ္တာနဲ့ဖြစ်ချင်းပဲဒီဟာလေးကိုဘယ်လိုခေါ်လဲဆိုတော့စကလို့ခေါ်ရနော်တောင်ကုန်းလို့ခေါ်ရယထာကဘူတာယုံတစ်ဖက်ချင်းပဲတောင်ကုန်းကနေပြီးတော့ဆင်းသွားပြီးတော့ဘာဖြစ်တောင်ကုန်းကနေဆင်းတာလဲဆိုတော့ဘူတာယုံတစ်ခုနဲ့တစ်ခုကြားမှာလက်အောင်ထူထားရလို့ပြောရလေအဲ့ဒီခါမှာယထာကဘူတာယုံကနေထွက်တာနဲ့အောက်ကိုဆင်းသွားပြီးတော့ရှီဇန်နီစပီဒိုကဒဲလူရှိသူ့ဘာသူအလိုလျောက်အမြန်နှုံးဖြစ်လာပြီးတော့စကီနိုအေကီနီချီကဆိုလို့နောက်ဘူတာယုံကနီးလာပြီဆိုလို့ရှိရင်သူကအောက်ကနက်နေရောအလေဘူတာယုံတစ်ခုနဲ့တစ်ခုကြားအောက်ကနက်နေရောနောက်ဘူတာတစ်ခုငါးစီတဲ့နီးနေလာပါဗျပြန်တက်ရမှာပေါ့နော်စခါကိုအာဂတဲ့ equal ဖို့တော်နေနားလူတော်တဲ့ပြန်တက်တယ်လို့မျိုးဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့တိုမာရီရာစုကုနာတို့ဆိုရဲရတာလည်းလွယ်ကူသေးပါရဲ့တဲ့တိုကျိုတဲ့ဝတိုကျိုမှာမိုင်းနေချင်းနေတိုင်းခါစုအိုးခုတော့ဒန်ရှာကဟာရှိလို့တဲ့ယထာရေတွေအများကြီးပြေးဆွဲနေရတဲ့အတွက်ကြောင့်မို့လို့ဟေရာဆဲရူအနယ်လူကီနောလျောဝါခါနာရီโอเคရှော့ချမဲ့ energy ပမာဏဆိုလို့ရင်တော်တော်လေးကိုများပါရဲ့ယထာရေအများများရဲ့အတွက်ကြောင့်တဲ့ဆိုရင်အဖြေကိုရွေးကြည့်မယ်နော်ဘလို့ဒီထွင်မှုမျိုးလုပ်ထားရလဲ1が駅と駅の間に坂を作り、ဘူတာယုံတစ်ခုနဲ့တစ်ခုကြားမှာစက္ကပြုလုပ်ထားပြီးတော့ဒန်ရှာကရီယောစုရု energy ကစခုနာခုနာရုအဓိကအဲ့လိုလုပ်ရခြင်းကဘာဖြစ်ဖို့အတွက်လဲ energy ညော်နေစေဖို့အတွက်လုပ်ထားရဆိုတော့ဒီချီရမှန်တာပေါ့ဒီကစခုနိုင် energy တဲ့ energy နည်းနည်းလေးနဲ့တောင်ပေါ်တက်ပြီးပြေးဆွဲရတယ်တောင်ကနေပြီးတော့ပြေးဆွဲရဘယ်လိုမှမဖြစ်နိုင်မှားရလေနော်အဓိက तू ကအဲ့လိုမျိုးလုပ်တဲ့ခုကဘာဖြစ်လို့လဲ energy ချွေတာဖို့အတွက်လုပ်တာလေအဲ့ဒါကို तू က energy ချွေတာပြီးတော့ပြေးဆွဲမှာဆိုတာဘယ်လိုမှမဖြစ်နိုင်နော်ဆန်းကကြတော့စခောက်ရဖြစ်တဲ့တောင်ကုန်းလေးစခါတွေကိုရဲ့ short ချမယ်။ကြောင်းပြန်ဖြစ်နေရနော်စာပိုက်ကပြောချင်တာနဲ့သူက energy နည်းနည်းလေးနဲ့ဒီ speed ကိုဒါဆဲယူရောနေしてあるတဲ့။ရုံးကကြတော့ဟာရှိလို့တန်းချောင်းတော့ခါဆိုတဲ့ခီလို့ဒါခဲစခုနာခုတဲ့ပြေးဆွဲမဲ့ရထားအရေးတက်ကိုတက်နိုင်တလောက် short ချမယ်ဆိုတော့မှားရနော်မပြောထားဘူး။ပြေးဆွဲမဲ့ရထားအရေးတက်ကိုသူက short ချမှာတဲ့အဓိကကသူကပြောချင်တာကအဲ့လိုမျိုးနီးနှမ်းလုပ်ပြီးတော့ရထားရဲ့သုံးဆွဲမဲ့ energy ကိုမဖြစ်သွားတယ် short ချမယ်လို့ပြောထားတာနော်။အားကြောင့်အဖြေရမှာဒီမှာဆိုတော့အချိပါ